မင်္ဂလာပါအားလုံးဖလက်ဟန်ပါဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်ရုပ်ရှင်ကအပြုနဲ့လှုပ်ရှားမှုရောထားတဲ့ The Showman Boy ဇလန်းက8နှစ်အရွယ်ကလေးတစ်ယောက်ရှေးဟောင်းရှောလင်ဖះเจ้าနဲ့ဝင်လာတာနဲ့စတယ်သူချေချလိုက်တာနဲ့ဖះเจ้าတကားကြီးပိတ်ဆို့သွားတယ်ဒါပေမဲ့သူကတာမန်ကလေးမဟုတ်ပါဘူးအသက်3နှစ်ကလေးကကြောက်ဖူးခေါင်းဖူးကိုလေ့ကျင့်ထားတဲ့ရှောယူဆိုတဲ့ကျွမ်းကျင်တဲ့လက်သမားလေးပါဖះเจ้าထဲမှာရှောယူကအတန်းတွင်3ယောက်နဲ့စမ်းသပ်မှုရင်ဆိုင်ရတယ်မိဆွဲတုံးမကုန်ခင်အနိုင်ရမယ်ပထမ2ယောက်ကိုအလွယ်တကူအနိုင်ရသွားတယ်နောက်ဆုံးဗီဇာတန်းဆရာနဲ့အပြင်းထန်တိုက်ပွဲဝင်ပြီးမိဆွဲတုံးမကုန်ခင်အောင်မြင်သွားတယ်ဖះเจ้าပြင်မှာသူ့ဆရာပြောတယ်ရွှေကြီးအဆင့်3ယောက်ကမင်းကို88.88မှတ်ပေးထားတယ်ငါထက်2မှတ်ပဲနေတယ်မင်းမိဘတွေမင်းကိုဒီမှာထားခဲ့ပြီးကတည်းကတောင်တန်းပြင်ကိုတခါမှမထွက်ဘူးသေးဘူးအခုကိုရီးယားကကျောင်းတစ်ကျောင်းကမင်းကိုလဲကျင့်ကျောင်းသားဖြစ်ခေါ်ထားတယ်ဆရာစီစဉ်ပေးထားတဲ့နေရာကအသိပ္ပံပညာရှင်ဒေါက်တာဂျန်အိမ်ပါရှောယူကိုရီးယားရောက်လာတဲ့အချိန်မှာကျောင်းရဲ့တိုက်ကွန်ဒိုကလပ်ကောင်းဆောင်ချွန်အောင်15နှစ်သူ့ညီမရှန်ဒေါက်တာဂျန်သားသမီးလန်နဲ့ဘေးတို့နဲ့တွေ့တယ်ညဘက်မှာဒေါက်တာဂျန်ကဗီဒီယိုကတဆင့်ဖုန်းဆက်ပြီးအလုပ်ရှုပ်နေလို့အိမ်ပြန်မလာနိုင်သေးဘူးမင်းတို့2ယောက်ပဲဂယုဆိုင်နေကြလို့ပြောတယ်လန်ကစိတ်မကောင်းဖြစ်ပြီးမိခင်ဆုံးပြီးကလေးကဖခင်ကအိမ်မှာမရှိတော့ဘူးဆိုပြီးညီးတယ်ဒေါက်တာဂျန်ကအထူးလက်ဆောင်တစ်ခုပို့ထားတယ်တင်ထားပါလို့ပြောတယ်တစ်ဖက်မှာတော့လက်နက်ကင်အဖွဲ့တစ်ဖွဲ့ကဒေါက်တာဂျန်တခွဲကန်းကိုဝင်တိုက်ပြီးဖမ်းဆီးလိုက်တယ်သူတို့ရှာနေတာကထော်ရိုင်းနိုင်ဆိုတဲ့လှုပ်ဝက် project ပါဒေါက်တာဂျန်ကအဲ့ဒါကကလေးတွေအတွက်လှုပ်ထားတဲ့ဉာဏ်ရည်တုရုပ်သေးပဲလို့ပြောပေမဲ့သူတို့မယုံကြဘူးနောက်ဆုံးရုပ်သေးကိုလန်တို့အိမ်ကိုပို့လိုက်တာတိလိုက်ပြီးကိုဝင်ဆောင်2ယောက်ကင်တဲ့ဒီလာကိုလိုက်ရှာခိုင်းလိုက်တယ်ညဘက်မှာရှောယူတရားထိုင်ဖို့စူးစမ်းနေပေမဲ့ဘေးဗီဒီယိုဂိမ်းစူညံနေလို့အာယုံပြတ်သွားတယ်နောက်ဆုံး2ယောက်တွေဂိမ်းကစားရင်းရေမောနေကြတဲ့လန်ကအတန်ကြားပြီးဒေါသထွက်ဝင်လာတော့2ယောက်လုံးဂိမ်းပိတ်ပြီးအိတ်နေတယောင်ဟန်ဆောင်လိုက်ကြတယ်တစ်ဖက်မှာကင်နဲ့ဒီလာ2ယောက်ကအိမ်ရှိမှာကားရက်ပြီးခိုးယူဖို့အခွင့်အရေးစောင့်နေကြတယ်နောက်နေ့မနက်ကလေးတွေကြောင်းသွားတဲ့အချိန်မှာဝင်ခိုးဖို့စီစဉ်ထားတယ်လန်ကဖခင်ပို့လိုက်တဲ့ပစ္စည်းကိုဖွင့်ကြည့်လိုက်တော့ electronic ပန်ဒါရုပ်သေးတစ်ရုပ်ထွက်လာတယ်ခလုတ်နှိပ်လိုက်တော့ရုပ်သေးကသူ့မိခင်ရဲ့အတန်းနဲ့စကားပြောလာတယ်လမ်းမျက်ရည်ကျသွားပြီးစကလုံးတစ်လုံး password အဖြစ်ထည့်လိုက်တယ်နောက်နေ့မနက်ကြောင်းသွားရင်းလန်ရဲ့ပန်ဒါရုပ်သေးကိုဒီလာလူယူပြေးတယ်ရှောယူနဲ့ချွန်အောင်2ယောက်အတူလိုက်ဖမ်းပြီးရုပ်သေးကိုပြန်ကယ်လိုက်ကြတယ်ကျောင်းမှာရှောယူကိုမိတ်ဆက်ပြီးရုပ်ကျောင်းဖီအတန်းမှာသူ့ကြောက်ဖူးစွမ်းရည်ကိုပြသလိုက်တဲ့အလွန်ပြောင်မြောက်တဲ့လှုပ်ရှားမှုနဲ့အလွန်မြန်ဆန်တဲ့လက်သမားပညာကြောင့်ဆရာနဲ့ကျောင်းသားတွေအားလုံးအံ့အားသင့်သွားကြတယ်ညဘက်ကင်နဲ့ဒီလာ2ယောက်အိမ်ထဲခိုးဝင်လာတယ်ရှောယူကသူတို့ကိုတွေ့ပြီးလှည့်စားပြီးအလွယ်တကူအနိုင်ရခဲ့တယ်ဒါပေမဲ့သူတို့ကအမှားယွင်းနဲ့ရေငွေ့စုပ်ပန်တာရုပ်သေးကိုယူသွားကြတယ်မစ္စတာရှန်ကမှားယွင်းနေတဲ့ရုပ်သေးကိုတွေ့တော့ဒေါသထွက်ပြီးသူတို့ကိုအပြင်းထန်အရေးယူတယ်။နောက်3ရက်အတွင်းထော်ရင်နိုင်ကိုယူပေးဈေးကွက်မှာဝယ်သူရောက်လာပြီလို့ဩတယ်။နောက်ရက်မှာကျောင်းတိုက်ကွန်ဒိုခန်းဆောင်မှာရှောယူနဲ့ချွန်အောင်2ယောက်ရှင်ပြိုင်ကြတယ်။ပရိသတ်အားလုံးစိတ်လှုပ်ရှားနေကြတယ်။အဲ့ဒီအချိန်မှာကင်နဲ့ဒီလာ2ယောက်မိန်းကလေးအယောင်ဆောင်ပြီးလန်ရဲ့ပန်ဒါရုပ်သေးကိုခိုးဖို့ကြိုးစားတယ်ဘေးတွေ့သွားပြီးခိုးသူတွေလို့អော်လိုက်တော့ကျောင်းသားတွေအုပ်စုလိုက်ဝိုင်းရိုက်ကြတယ်ဒီတစ်ခါမှာတော့သူတို့တကယ်ထော်ရင်နိုင်ရုပ်သေးကိုခိုးယူသွားနိုင်ခဲ့တယ်ရှမ်းအဖွဲ့ကထော်ရင်နိုင်ကိုဖွင့်ဖို့ကြိုးစားပေမဲ့စကားဝက်မသိလို့မဖွင့်နိုင်ဘူးရှမ်းကဒေါက်တာဂျန်ကိုရိုက်နှက်ညှဉ်းပန်းပေမဲ့မပြောဘူးနောက်ဆုံးလန်ကိုဖမ်းလာဖို့အစီအစဉ်ချမှတ်တယ်လန်ရဲ့မွေးနေ့ညနေမှာသူမကိုလမ်းမှာဖမ်းဆီးသွားတယ်ရှောယူချွန်ဘေးတို့လိုက်ခဲ့ဖို့ကြိုးစားကြတယ်ရှမ်းအဖွဲ့ပုံအောင်ရနေရာမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားတယ်ရှောယူရဲ့ရှောလင်ကြောက်ဖူးစွမ်းရည်နဲ့ချွန်အောင်ရဲ့တိုက်ကွန်ဒိုပညာပေါင်းဆက်ပြီးရန်သူတွေအားလုံးကိုအနိုင်ရခဲ့ကြတယ်ဘေးကညံကောင်းစွာနဲ့ငွေလွှဲအကောင့်ကိုပြောင်းလိုက်တယ်နောက်ဆုံးရှမ်းနဲ့သူ့လူတွေအားလုံးဖမ်းဆီးခံရတယ်ဒေါက်တာဂျန်ကသားသမီးတွေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်ဒီတော့မင်းတို့ကိုတခါမှမထားခဲ့တော့ဘူးလို့ပြောတယ်လန်ကမျက်ရည်ကျရင်ကျမတို့လည်းဖေဖေကိုဘယ်တော့မှမထားခဲ့တော့ဘူးလို့ပြန်ပြောတယ်ဇလန်းနီကုန်းမှာကျောင်းနှစ်ပတ်လည်ပွဲမှာရှောယူနဲ့တငယ်ချင်းတွေကိုရဲစွန့်စားမှုအတွက်ဂုဏ်ပြုချီးမြှင့်တဲ့ရှောယူကကျောင်းသားတွေအားလုံးကို
လက်သမားပညာသားမကနှလုံးသားနဲ့တိုက်ပွဲဝင်ဖို့လှုံ့ဆော်ပေးခဲ့တယ်